တို့ဒီကလေးတွေရွာရှင်နေတော့အကျဉ်း20အတွက်အဲ့တော့ဗီဒီယိုပိုင်းရိုက်ယူတင်လိုက်ပါဘောနော်ကလနာဒီကျွန်တော်တို့ YouTube ဟိုတင်တော့ခါ comment တွေမှာကလနာမရှိဘူးလားလို့ပြောကြတာပေါ့နော်ကျွန်တော်တို့ထိုင်းမှာနေတဲ့ကလနာဝယ်လို့မရပါဘူးကျွန်တော်နာမည်တော့ဒီလူတယောက်ကတော့ရောင်းတော့ပေါ့ကလနာတစ်ရက်ကိုဘတ်900တယ်မြန်မာငွေနဲ့တွက်ကြည့်တော့9000ကျော်လောက်ကြာတာပေါ့နော်ကလနာတစ်ရက်ကိုမြန်မာငွေနဲ့တွက်ကြည့်9000ကျော်လောက်ကြာတယ်ကျွန်တော်900နဲ့ယူမလားဆိုပြီးပြောတယ်ကျွန်တော်ဆက်ပြီးတော့မပြောတော့ဘူးပေါ့နော်အချိန်20အတွက်အချိန်20အတွက်ကကျွန်တော်တို့ဒီအချိန်20ကဒီကျွန်တော်ပြမယ်ဆိုရင်တော့ဒါပထမ site ပေါ့နော် site ကတော့နှစ်ကတ် site နှစ်ကတ် site တွေပေးတာများနေတော့ကျွန်တော်တို့နှစ်ကတ် site ကိုလည်းသုံးကတ် site ဆိုရင်တော့တိတ်မသိကြတော့နှစ်ကတ် site တော့သိကြတာနဲတော့ပေါ့နော်ဒီ9ခုနှစ်အဲ့ဒီ9ခုနှစ်ကနေကျွန်တော်တို့ရှိလိုက်ရင်348ပေါ့နော်9ခုနှစ်ကနေ2 4 6 8 9ပဲမြောက်ပါနော်348ဒါပထမဖိုင် site ပေါ့နော်ဒုတိယ site ကလည်းဒီမှာခွန်9နှစ်ပေါ့နော်ခွန်9နှစ်ကနေ843ကြာပေါ့နော်2 4 6 8 9ပဲမြောက်ရှိလိုက်လို့နော်843ကြာပထမ site ကိုပြန်သွားမယ်ဆိုလို့ရှိရင်9ခုနှစ်အဲ့ဒီ9ခုနှစ်နဲ့843ကြာအဲ့ဒီ348ပေါ့နော်ကျွန်တော်843ကြာကျွန်တော်ပါဇက်တဲ့ရှိတာတွေ့တာဟိုကကျွန်တော်ခေါ်လိုက်တော့ပေါ့နော်အဲ့ဒီ384ဒီအပေါ်ပြန်ကြကဏ္ဍဖြစ်တယ်နော်384ဒီအပေါ်ပြန်ကြကဏ္ဍဖြစ်တယ်ဒီမှာလည်း9ခုနှစ်ဒုတိယ site ကိုသွား843ကြာဒီအပေါ်ပြန်ကြကဏ္ဍဖြစ်တယ်သူအပေါ်ကနေပြန်ကြကဏ္ဍဖြစ်တာနော်ပထမ site ကိုပြန်သွားတဲ့အခါမှာတဲ့ဒီ843ကြာ843ကြာနေ1 2 3 4 5 6ပင်မြောက်မှာ2ခုရှိတယ်6ပင်မြောက်မှာ2ခုရှိတယ်နော်ဒီမှာလဲဒုတိယ site ကပြန်သွားမယ်ဆိုရင်တဲ့ကျွန်တော်တို့ဒီ843ကြာ1 2 3 4 5 6ပင်မြောက်မှာလဲ6ပင်မြောက်မှာလဲခု8နှစ်ရှိတယ်နော်အဲ့ဒီ2ခု8ကနေတဲ့တို့ဒီ2ခု8ကနေ1 2 3ပင်မြောက်က1 2 3ဒီ1 2 3လို့ဇောင်းထိုးတာနော်ဒုတိယ site ကလည်းဒုတိယ site ကခု8နှစ်ကလည်း1 2 3ဝင်ရှိလိုက်တဲ့ချိန်930က933လို့ဇောင်းပြန်ထိုးတာအဲ့ဒီချိန်မှာကျွန်တော်တို့အောင်ခဲ့တဲ့ကဏ္ဍပေါ့နော်ဒီချိန်တော့အောင်ခဲ့တဲ့ site ဒုတိယ site ကိုပထမ site ကိုပြန်သွားတဲ့ချိန်မှာ1 2 3က1 2 3လို့ဇောင်းထိုးနောက်နှစ်မှာဒီနေရာမှာပေါ့နော်331ကဒီ840နှစ်ခု8နဲ့တန်တန်က840နဲ့အချိန်ငိုင်းမှာ311လို့ချပေးထားတယ်311ဒီကျွန်တော်တို့ဒီ311ပေါ့ဘာကြောင့်လဲ311ကိုကြီးလဲ3ပရိတ်1ပရိတ်1ပရိတ်ဒီ311ဒီတဲ့ဒီမှာ311လို့ဖြစ်တယ်သူ့ရဲ့အပေါ်မှာလည်းဖြစ်ရ3ပရိတ်1ပရိတ်1ပရိတ်311ဒီမှာ311လို့ဖြစ်လိုက်တဲ့အဲ့ဒီ311ဒီမှာပြန်ရွှေ့ပေးတာ843ကြာနဲ့အချိန်တိုင်းမလှမ်းရွှေ့ပေးတာနော်ကျွန်တော်တို့ဒီခုရှင်းနဲ့အချိန်တိုင်းက930ဒီ930လို့စောင်းထုံနောက်နှစ်မှာဒီအချိန်ပါဘောနော်ဒီ843ကြာနဲ့တန်းတန်းမှာဘယ်ကနေရွှေ့မလဲပေါ့နော်ကျွန်တော်တို့ဒီ9ပရိတ်ခွန်ပရိတ်9ပရိတ်9ခွန်9ဆိုတဲ့အပေါ်မှာ9ခွန်9လို့ဖြစ်လိုက်တဲ့အပေါ်ကဏ္ဍတည်တဲ့ကျွန်တော်တို့ဒီ843ကြာနဲ့တန်းတန်းမှာ9ခွန်9လို့ရွှေ့ပြရမှာပေါ့နော်